တိခတ်လေးလာတဲ့ beginner သမားတွေအတွက်ကျွန်တော်က melody ကိုကောင်းကောင်း control တတ်ပြီးတော့ fretboard တစ်ခုချင်းစီမှာရှိတဲ့ scale တိုင်းကိုလည်းအသားကျလာတဲ့အထိလေ့ကျင့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဆက်ပြီးတော့သွားရမယ့်အပိုင်းက speed picking ကိုလည်းကျွန်တော်တို့ခြံထားလို့မရဘူးเนาะဆိုတော့ဒါကိုဆက်ပြီးတော့သွားပြရမှာဖြစ်တယ်เนาะဆိုတော့ဒီ speed picking ကိုကျွန်တော်အနေနဲ့ဒီ open string မှာကျွန်တော်ရှင်းပြပေးမှာဖြစ်တယ်เนาะဆိုတော့ open string ဆိုတဲ့အတိုင်းပဲ open string ရဲ့အနေရာမှာတီးကိုနားလည်ပေးရမှာဖြစ်တယ်เนาะမှတ်ထားပေးရမှာဖြစ်တယ်ဒါက E B G D A E ဆိုတော့ဒီလိုကျွန်တော်တို့အကုန်လုံးမှတ်သားလိုက်ပြီဆိုရင်တော့ဆက်ပြီးတော့ကျွန်တော်တို့သွားပြရမှာဖြစ်တယ် open string ကိုစတင်ပြီးတော့ကျွန်တော်တို့လေ့လာပြီးသွားပြီဆိုရင်တော့ဒီ fretboard တစ်ခုချင်းစမှာရှိတဲ့ note scale တိုင်းကိုလည်းကျွန်တော်ဆက်ပြီးတော့လေ့လာပြရမှာဖြစ်တယ်เนาะဆိုတော့ခုကျွန်တော်ဒီ lesson မှာကျတော့ open string ကိုပဲကျွန်တော်ပြောပြမှာဖြစ်တယ်နောက် video တွေမှာကျတော့ကျွန်တော်ကဒီ fretboard တစ်ခုချင်းစမှာရှိတဲ့ scale တိုင်းမှာရှိတဲ့ speed ဒီပုံဒီနည်းတွေကိုလည်းဆက်ပြီးတော့ကျွန်တော်ရှင်းပြမှာဖြစ်တယ်ဆိုတော့ဒီလက်ညှိုးနဲ့စပြီးတော့ရင်ဆုံးဒီခတ်တဲ့ပိုင်းကိုရှင်းပြမယ်ပြီးတော့လက်တကြွယ်ရနဲ့စပြီးတော့ဒီခတ်တဲ့ပိုင်းနှစ်ပိုင်းဆိုပြီးတော့ရှင်းပြမယ်เนาะပထမဆုံးပိုင်းကိုကျွန်တော်တွားကြည့်အောင်เนาะဆိုတော့ E key ထဲမှာเนาะ E family E key ထဲမှာကျွန်တော်တွားကြည့်အောင်เนาะ E major ပေါ့เนาะ E major minor ဆိုပြီးတော့ E major ကိုပဲအရင်ဆုံးကျွန်တော်လေ့လာကြည့်ရအောင်ဆိုတော့ဒီမှာကဒီခတ်တဲ့ခါမှာမှတ်ထားရမယ့်ပိုင်းကဒီလက်ကောက်ဝိတ်ကိုပဲကျွန်တော်လောက်ခတ်ပေးရမှာဖြစ်တယ်เนาะဆိုတော့ဒီဘက်ကကျတော့အဲ့လောက်ထိမလှုပ်ချပေးဘူးပေါ့เนาะကျွန်တော် pick up ပေါ်မှာဒီလက်တန်းလေးကိုဖိထားမယ်ဆိုရင်လည်းပဲရတယ်ဒါပေမဲ့အသားပေးပြီးတော့လှုပ်ခတ်မဲ့ပိုင်းကဒါပဲဖြစ်ရမယ်เนาะဒါဖြစ်ရမယ်ဒီကောင်ကအဲ့လောက်ထိလှုပ်ချမှာမဟုတ်ဘူးเนาะဟိုအကုန်လုံးလှုပ်ချမှာမဟုတ်ဘူးပေါ့เนาะဒီလိုမျိုးပေါ့เนาะဒီလိုမျိုးပဲလှုပ်ချပေးရမှာဖြစ်တယ်ပြီးတော့ဒီလောက်တဲ့ကောကဒီ pick up ပေါ်မှာလက်တန်းလေးကိုမထောက်ချင်ဘူးဆိုရင်တော့ဒီမှာပဲ bridge ပုံမှာပဲလုံးလေးဒီမှာထောက်ပြီးတော့เนาะ Paul Kibet အတိုင်းပဲကျွန်တော်လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်เนาะဆိုတော့ pick ကိုလည်းဒီလိုမှဒီအပေါ်မှာပဲဖွားလေးဒီလိုကင်ပေးရဖြစ်တယ်တအားတင်းတင်းကြပ်ကြပ်ကင်ပေးရတာမဟုတ်ဘူးเนาะဖိပေးရတာမဟုတ်ဘူးเนาะဆိုတော့ pick ကင်ပုံကင်ရဒီလိုပေါ့เนาะဒီလိုမျိုးခွက်နေအောင်ကင်လို့မရဘူးเนาะဒီလိုခွက်နေအောင်ကင်ပြီးတော့ကျွန်တော်တီးခတ်လိုက်မယ်ဆိုရင်တော့ပုတ်တိုက်ကြည့်မယ်เนาะခီးမရောက်နိုင်ဘူးเนาะဆိုတော့ဒီမှာမဖြည့်ပဲနဲ့ဒီမှာသိကြည့်မယ်เนาะခုနတိုင်းပဲဘာလို့လဲဆိုတော့ pick ကကျိုးနေဒီလိုနည်းနည်းစောင်းနေလို့ဖြစ်တယ်เนาะဆိုတော့နည်းနည်း30 degree စောင်းပြီးတဲ့အတွက်ကြောင့် pick ကိုစိတ်ကြိုက်ကျွန်တော်တို့လှုပ်ခတ်သွားလို့ရတယ်เนาะဆိုတော့ဒီမှာထောက်မယ်ဆိုရင်တော့ရတယ်เนาะဒီမှာထောက်ရင်လည်းပဲပို့ပြီးတော့ထောက်ကိုဖြစ်တာပေါ့เนาะဆိုတော့ခုပဲကျွန်တော်စတင်လိုက်အောင်เนาะဆိုတော့ E major စတင်လိုက်အောင်ဒီမှာ down လာမယ်ပြီးတော့ဒီမှာလက်ညှိုးလာမယ် up เนาะပြီးတော့ဒီမှာလက်တကြွယ် down ပြီးတော့ဗာဆက်လာမလဲဆိုရင်တော့ဒီလက်ဘယ်ဖက်လက်ကိုအကုန်လုံးဖြုတ်ချမယ်ခုန down ပြီးသွားပြီဆိုတော့ up လာမယ် up down up เนาะဒီလိုပဲတလှည့်စီအလှည့်ကျ down up ကိုလုပ်ပေးရမှာဖြစ်တယ်เนาะဆိုတော့တော်များမှားတဲ့သူတွေကြတော့ဘလို့တီးတက်ကြတယ်လဲဆိုရင်တော့ down up down ပြီးတော့နောက်ထပ် up down up လာမယ့်အစားသူတို့က down up down ဒီလိုပဲအမြဲတမ်းတီးတဲ့ခါကျတော့အဆင်ပြေဘူးပေါ့เนาะ down up down up down အဲ့ဒါကနီးမမှန်တဲ့အပိုင်းပေါ့เนาะဆိုတော့ခုနပြောသလိုပဲဆောင်းနာတော့ပဲကျွန်တော်တို့ကဒီလိုတီးပေးရမှာဖြစ်တယ် down up down up down up ဒီလိုတီးပေးရမှာဖြစ်တယ်เนาะဆိုတော့ပါစနဲ့ပြောမယ်ဆိုတော့ down up down
up down up တစ်လက်စီ down ပြီးတော့ up ပြီးတော့ down ပြီးတော့ up ပြီးတော့ down ဒီလိုဒီခပ်ပြအောင်ဖြစ်တယ်နော်ဆိုတော့ဒီတစ်ခုချင်းစီမှာပဲကျွန်တော်တို့ဆက်လက်ပြီးတော့တွားကြည့်ရအောင် down up down up down up ဒီမှာက half step ဖြစ်သွားရင်ဒီမှာက whole step half step ပြီးတော့ down up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  နော်ပြည့်တီးပြမယ်နော် whole step half step whole step whole step whole step half step whole step ပေါ့နော်ဆိုတော့ဒီလာရအတိုင်းပဲပြန်ပြီးတော့ဆုပ်ပေးရမှာဖြစ်တယ်sorry နော်ဒါက defect လက်ညှိုးကနေစတဲ့အပိုင်းပေါ့နော်ဆိုတော့ဒီလိုဒီခပ်ပြရမှာဖြစ်တယ်နော်ဆိုတော့ let တကြွေကနေစတဲ့အပိုင်းပေါ့နော်နော် down up 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 down ဒါ major ပိုင်းဖြစ်တယ်နော်ခုဒီဖက်လက်တကြွယ်ကစမယ်နော်ဒါလက်ညှိုးနဲ့လက်ကြွယ်ကပြီးသွားရင်နော်နေကြပိုင်းကတော့လုံးဝပြီးသွားပြီဒီလက်ညှိုးလည်းလက်ကြွယ်လည်းပြီးသွားပြီဆိုတော့ဆက်ပြီးတော့ဗာလိလာမလဲဆိုတော့ minor နော် okay ခု minor ဆက်ပြီးတော့တွားအောင်နော်ညာဖက် pick အပိုင်းကြတော့စောနာအတိုင်းပဲ down up down up အမြဲတမ်းတွားပေးရမယ်ဖြစ်တယ်နော်ဒါအပြောင်းလည်းမရှိဘူးဒီဘက်ဖက်ပိုင်းကြတော့ဒီမှာ half step whole step minor ဆိုတော့ half step ရင်ဆုံးလာမှာပေါ့နော် major ဆိုတော့ whole step ရင်ဆုံးလာမှာဒီလိုမျိုးပြောင်းလဲနေရှိတယ်ဆိုတော့ခုစလိုက်အောင်နော်နော်ကျွန်တော်ပါဇက်ကနေတစ်ခါလေးပြောပေးမယ်နော် down up 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 down နော်ကျွန်တော်ပါဇက်ကိုအခြေခံပြီးတော့ဒီမှာမကြည့်နိုင်တော့မှဒီညာဖက်လက်ကိုမကြည့်နိုင်တော့မှကျွန်တော်ပါဇက်ကိုအခြေခံပြီးတော့ down up down up ကိုလုပ်ပေးလိုက်ပါနော်ဆိုတော့ဒါကိုနည်းနည်းမြန်အောင်သိကြည့်မယ်နော်ဆိုတော့ဒီဖက်ကနေပြန်စမယ်နော်ခုနလက်တကြွယ်ဖက်ကနေပြန်စမယ်နော်ခု minor ဆိုတော့ဒီကနေစမှာမဟုတ်တော့ဘူးเนาะဒီကနေစတော့မှာဒီ whole step ရောက်မှာဒီလက်တကြွယ်ကနေလာမှာပေါ့เนาะဆိုတော့လာရတိုင်းပြန်သွားပေးမယ်နည်းနည်းမြန်အောင်သိကြည့်မယ်နော်
ဒါကိုဒီမှာက half step ဖြစ်လိမ့်မယ် minor မှာဆိုရင်တော့ဒီမှာ whole step half step whole step ပေါ့နော်ဒါဆိုတော့ပြီးသွားရင်တော့ဆက်သွားမယ်နော်ခုနမေဂျာတော့ကလည်းလက်ညှိုးကနေစပြီးတော့တိခတ်တာရှိသလိုလက်တကြွေကနေစပြီးတော့တိခတ်တာရှိတယ်နော်ဆိုတော့ဒါကလက်ညှိုးနဲ့စတဲ့အပိုင်းလက်တကြွေကနေစမယ်နော်မေဂျာဘောနော်ခုကဆိုတော့ minor မှာလည်းထုံနေတူတိုင်းပဲဒီမှာလက်ညှိုးကနေစမယ်နော်အဲ့ဒါခုနကျွန်တော်တို့ပြီးသွားပြီနော်ဆိုတော့အခုဒါကပြန်လေ့လာကြမယ်ဒီဘက်ကနေဒီတဲ့ပိုင်း minor ပေါ့နော်ဒါကိုဆက်ပြီးတော့လေ့လာကြမယ်ဖြည်းဖြည်းပြီးပြမယ်နော်ဒါပဲနော်ဒါကိုနည်းနည်းမြအောင်သိကြည့်မယ်နော် sorry open string တွေကအင်မတန်မှလိုအပ်တယ်เนาะဆိုတော့ကျွန်တော်ဘယ်လိုထည့်တီးလို့ရတယ်လဲဆိုတော့နော်ပြောမေဂျာတီးမယ်ဆိုတော့နော်ဒီလိုကျွန်တော်တို့ straight ကြိုက်ကျွန်တော်တို့ဒီ open တွေကိုခုနပြောပြထားတဲ့အချက်ကရပြီဆိုရင်တော့ကျွန်တော်ဒီ open ထဲမှာပဲကျွန်တော် knee straight အများကြီးကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ဖန်တီးလို့ရတယ်เนาะအဲ့တိုင်းပဲကျွန်တော်တို့နောက်ထပ် B ဂျိုးကိုလည်းကျွန်တော်လေ့လာတဲ့အခါမှာဒါ B major ဖြစ်မယ်เนาะဆိုတော့ B minor ဆိုတော့เนาะ B minor ဆိုရင်တော့ဒီရဲ့ relative minor ပေါ့နော်ဆိုတော့ဒီမှာက G နော် G minor G minor ပြီးတော့ D ပြီးတော့ D minor เนาะဆိုတော့ F ရဲ့ relative minor က D minor เนาะဆိုတော့ A major เนาะပြီးတော့ A minor A minor ပြီးသွားပြီဆိုတော့ A minor ကလည်း C ရဲ့ relative minor ဖြစ်တယ်เนาะ C family ထဲမှာသိရမယ်သဘောမျိုးပေါ့เนาะဆိုတော့ဒီ E 6ကျိုးเนาะ1နဲ့2ရဲ့အတွက်ကြောင့်ဒါဒီတိုင်းပဲဒါပေမဲ့6ကျိုးကိုလည်းကျွန်တော်တို့အကောင့်လေးချင်းပြဖို့လိုအပ်တယ်เนาะဆိုတော့ E major တီးမယ်1ကျိုးတိုင်းပဲเนาะE minor တီးမယ်ပြီးတော့ဒီဘက်ကနေပြန်နောက်ဆုတ်ပေးမယ်ဆိုရင်လည်းပဲကျွန်တော်
rip တွေပါတွေ riffing တွေတည်တဲ့ခါမှာဒီ6ကြိုးတွေကတော်လေးလိုအပ်တာဖြစ်တယ်เนาะဆိုတော့အားလုံးပြည့်ပြည့်ချင်းစီလေ့ကျင့်ပေးပါကျွန်တော်လေ့ကျင့်တဲ့ဟာကကောင်းကောင်းကျွန်တော်တို့လက်နဲ့မစ်ထရိုနိုမပါသေးပဲနဲ့အသားကျအောင်လည်းလေ့ကျင့်ပြီးဆိုရင်တော့အသားကျလာပြီဆိုမှကျွန်တော်မစ်ထရိုနိုနဲ့တွားပါမစ်ထရိုနိုနဲ့တွားတဲ့ခါကျတော့ချက်ချင်းအများကြီးမတိုးနေပေါ့နော်ကိုနိုင်တဲ့လောက်ကိုတိုးပြီးတော့အဆက်မပြတ်နေတိုင်းအများအားလေ့ကျင့်ပေးရမှာဖြစ်တယ်တကယ်လို့ဒီ speed picking တီးမဲ့အပိုင်းဒီ open swing တီးတိုင်းကို25မိနစ်အတွင်းထဲမှာကျွန်တော်အာယုံစီးဆိုင်ပြီးတော့လေ့ကျင့်တီးခတ်မယ်ဆိုရင်တော့ကျွန်တော်တစ်လအတွင်းမှာလုံးတီးခတ်2လအတွင်းမှာတော့3လအများဆုံး3လလို့ထားလိုက်မယ်အဲ့အတွင်းမှာကျွန်တော်ကောင်း control လုပ်တတ်မယ်ဆိုတော့ကျွန်တော်တို့ control လုပ်တတ်တဲ့ပုံမှာကျွန်တော်တို့ရဲ့စိတ်ကလည်းပို့ပြီးတော့စိတ်အထက်တန်လာပါပြီးတော့ဆက်ပြီးတော့ကျွန်တော်တို့tempo မြန်တဲ့အပိုင်းကိုဆက်ပြီးတော့တွားချင်မှာဖြစ်တယ်ဂီတာဆိုတာကကိုလေ့ကျင့်တဲ့ပုံမှာပဲကိုကပြီးတော့ကိုလေ့ကျင့်တဲ့ပုံမှာကိုကကြားလိုက်တဲ့အတွက်ကြောင့်ဒီကိုကြားလိုက်တဲ့ note ကကိုယ့်အတွက်လုံးဝအခါစားမှုကောင်းလာတာเนาะဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့လေ့လာစီပူရမယ်ပိုင်းတွေပို့ပြီးတော့အားပေးပို့သွားတာပေါ့เนาะအဲ့တော့ဒီအစီမကျော်ပဲနဲ့ခုနလိုပဲတစ်ဖြတ်ချင်းစီတွားရအောင်နောက် lesson မှာလည်းကျွန်တော်တို့ဒီ fretboard တစ်ခုချင်းစီမှာဘယ်လို speed picking တွေကိုကျွန်တော်ဒီခါရမလဲဆိုတာကိုလည်းကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးပါမယ်เนาะတကယ်လို့ဒါကျွန်တော်ရဲ့ content ကိုကြိုက်နေတဲ့ဆိုရင်တော့မိတ်ဆွေတို့အတွက်အထောက်အကူဖြစ်တယ်ဆိုရင်တော့ကျွန်တော်ကို subscribe အဖြစ် like အဖြစ် follow အဖြစ် like အဖြစ်เนาะကျွန်တော်ကိုအားပေးလို့ရပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်